မြမလူငယ်ထောင်ပေါင်းများစွာ၏အနာဂတ်ကိုမိထွန်းပေးခဲ့သူရှီနာကာဝတ်သူမကိုလူသိနည်းကြပါလိမ့်မယ်သူမရဲ့သမိုင်းကြောင်းဟာမြန်မာနိုင်ငံအတွက်တကယ်အဖိုးမဖြတ်နိုင်တဲ့လုပ်ရက်တွေကိုလုပ်ပေးခဲ့သလိုတကယ်လည်းလေးစားတိုက်တဲ့သူမလို့ဒီဗီဒီယိုလုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့တွေအစားဆုံးနားထောင်ခဲ့ပါဦးဘုဟုတုတတစ်စုံတရာရခဲ့တယ်ဆိုရင်လည်း subscribe follow လေးနဲ့ကူညီခဲ့ပါဦးခင်ဗျာမြန်မာနိုင်ငံလူငယ်ထောင်ပေါင်းများစွာရဲ့အနာဂတ်ကိုမီးထွန်းပေးခဲ့သူရှီနာကာဝတ်စစ်အာဏာရှင်စနစ်အောက်မှာပညာရေးအခွင့်အလမ်းတွေပိတ်ဆို့ခံထားရတဲ့နိုင်ငံတစ်နိုင်ငံဆင်းရဲနွမ်းပါးမှုစစ်ပွဲတွေနဲ့ဒုက္ခတွေဘဝတွေကြားမှာအိမ်မက်တွေပျောက်ဆုံးနေခဲ့တဲ့လူငယ်ထောင်ပေါင်းများစွာဒါပေမဲ့သူတို့ရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့အမျိုးသမီးတူရှိခဲ့ပါတယ်သူမကတော့ရှီနာကာဝတ်ဖြစ်ပါတယ်ပညာရေးပျက်စီးခဲ့တော့ခေတ်ကာလ1988ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာတဖြည်းဖြည်းယိုယွန်းလာခဲ့ပါတယ်။တက္ကသိုလ်တွေပိတ်လိုက်ရတယ်။ကျောင်းသားလှုပ်ရှားမှုတွေဖိနှိပ်ခံရတယ်။လူငယ်အများစုအတွက်တက္ကသိုလ်ပညာရေးဟာအလံဝေးတဲ့အိမ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။အထူးသဖြင့်တိုင်းရင်းသားဒေသတွေကလူငယ်တွေဒုက္ခတဲ့စခန်းတွေမှာကြီးပြင်းလာတဲ့ကလေးတွေနိုင်ငံရေးကြောင့်ဘဝပြတ်ခဲ့ရသူတွေအတွက်ပိုပြီးခက်ခဲခဲ့ပါတယ်။ဒီလိုအခက်အခဲတွေကြားမှာရှီနာကာဝတ်ဟာမြန်မာလူငယ်တွေအတွက်အခွင့်အလမ်းတစ်တွေဖန်တီးဖို့စတင်စူးစမ်းခဲ့ပါတယ်။1990ပြည့်နှစ်အလွန်နှစ်များအတွင်းသူမဟာနယ်စပ်ဒေသတွေမှာပညာရေးအစီအစဉ်များစတင်တည်ဆောက်ခဲ့ပါတယ်။ပညာသင်စုအစီအစဉ်တွေဖန်တီးခဲ့တယ်။အင်္ဂလိပ်စာသင်တန်းတွေဖွင့်လှစ်ခဲ့တယ်။နိုင်ငံတကာတက္ကသိုလ်တွေနဲ့လည်းချိတ်ဆက်ပေးခဲ့ပါတယ်။သူမရဲ့ရည်ရွယ်ချက်ကရိုးရှင်းပါတယ်ပညာသင်ခြင်းနဲ့လူငယ်တိုင်းအခွင့်အရေးရတဲ့နေဆိုတဲ့ယုံကြည်ချက်ပါဒီလိုနဲ့ဘဝတွေပြောင်းလဲခဲ့တဲ့အခွင့်အရေးများဒုက္ခတဲ့စခန်းထဲမှာကြီးပြင်းလာတဲ့လူငယ်တယောက်ဆင်းရဲလွန်းလို့ကြောင်းဆက်မတက်နိုင်တဲ့မိန်းကလေးတယောက်နိုင်ငံရေးကြောင့်အနာဂတ်ပျောက်ဆုံးသွားတဲ့လူငယ်တယောက်သူတို့အားလုံးအတွက်ရှီနာဟာမျှော်လင့်ချက်တကားကိုဖွင့်လှစ်ပေးခဲ့ပါတယ်သူမရဲ့အကူအညီနဲ့လူငယ်အများပြားဟာအိန္ဒိယထိုင်းဟောင်ကောင်နဲ့အခြားနိုင်ငံတွေမှာပညာဆက်လက်သင်ယူနိုင်ခဲ့ကြပါတယ်။မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အိမ်မက်တွေဟာတဖြည်းဖြည်းအကောင်အထည်ပေါ်လာခဲ့ပါတယ်။ထို့နောက်နိုင်ငံအတွက်တာဝန်ထမ်းဆောင်လာသူများပညာသင်ဆုရခဲ့တဲ့ကျောင်းသားတွေဟာနောက်ပိုင်းမှာသတင်းတောက်တွေဖြစ်လာကြတယ်။ဥပဒေပညာရှင်တွေဖြစ်လာကြတယ်။လူအခွင့်အရေးကာကွယ်သူတွေဖြစ်လာကြပါတယ်။လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာဦးဆောင်သူတွေဖြစ်လာကြပါတယ်။သူမပံ့ပိုးခဲ့တဲ့လူငယ်အများပြားဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုအရက်ဘက်အဖွဲ့အစည်းများနဲ့နိုင်ငံတကာအဖွဲ့အစည်းများတွေမှာတာဝန်ထမ်းဆောင်လာကြပါတယ်။သူမဟာလူတစ်ယောက်ရဲ့ဘဝကိုတာမကဘဲနဲ့မျိုးဆက်တစ်ဆက်ရဲ့အနာဂတ်ကိုပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာရှီနာမြန်မာနိုင်ငံရဲ့သဘာဝသယံဇာတစီမံခန့်ခွဲမှုပုံမပွင့်လင်းမြင်လာနောက်ပိုင်းမှာရှီနာမြန်မာနိုင်ငံရဲ့တဘာဝတယံဇာတစီမံခန့်ခွဲမှုပုံမပွင့်လင်းမြင်သာလာစေရေးလုပ်ငန်းတွေမှာလည်းပါဝင်ကူညီခဲ့ပါသေးတယ်။သူမရဲ့ဘဝတစ်လျှောက်လုံးဟာလူငယ်တွေအတွက်ပညာရေးအတွက်နဲ့မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ရည်တည်ခဲ့တဲ့ဘဝတစ်ခုဖြစ်ခဲ့ပါတယ်။2026ခုနှစ်မေလ23ရက်နေ့မှာရှီနာကာဝတ်ဟာကွယ်လွန်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အမွေအနှစ်ကတော့မပြောက်ကွယ်သွားပါဘူး။သူမကူညီခဲ့တဲ့လူငယ်တွေသူမဖွင့်လှစ်ပေးခဲ့တဲ့ပညာရေးလမ်းကြောင်းတွေသူမစိုက်ပျိုးခဲ့တဲ့မျှော်လင့်ချက်မျိုးစေ့တွေဒီနေ့ထိဆက်လက်ရှင်သန်နေစေဖြစ်ပါတယ်။လူတစ်ယောက်ဟာထောင်ပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲနိုင်တယ်ဆိုတာရှီနာကာဝတ်ကသက်တည်ပြခဲ့ပါတယ်။မြန်မာလူငယ်ထောင်ပေါင်းများစွာရဲ့အနာဂတ်ကိုမီးထွန်းပေးခဲ့သူရှီနာကာဝတ်1964 2026ခုနှစ်ကောင်းရာသူဂတိလာပါစေဒီဗီဒီယိုလေးကဘဝတုဒ္ဒရဆုံးတရားရခဲ့တယ်ဆိုရင် subscribe follow လေးနဲ့ကူညီပါဦးနောက်ထပ်ဘဝတုဒ္ဒရစရာတွေကျွန်တော်ရှာဖွေတင်ဆက်ပေးမှာပါဒါကြောင့်မို့အင်အားဖြစ်စေဖို့အတွက် like and share လေးတွေကူညီခဲ့ပါဦးခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်